မင်္ဂလာပါဒီနေ့ကတော့ဇနကဆက်တော်ပဲဖြစ်ပါတယ်အားလုံးပဲနားထောင်ပေးကြပါအောင်လွန်လေပြီးတော့အခါကဝိတေဟာတိုင်းကြီးမိထီလာပြီးရွှေမျိုးတော်ကြီးကိုမဟာဇနကမင်းကြီးဆိုရဲ့မင်းတရားကြီးစိုးစံတော်မူတယ်ဒီမင်းတရားကြီးမှာသားတော်နှစ်ပါးရှိတယ်အကိုဖြစ်သူအရိထဇနကညီတော်ပေါလဇနကမင်းတရားကြီးနတ်ရွာဇံတော်မူတဲ့အခါအကိုဖြစ်သူအရိထဇနကထီနန်းဆက်ခံနဲ့ညီတော်ပေါလဇနကကိုတော့ဒုတိယမင်းဖြစ်ခံထားတယ်။ဒါပေမဲ့ပေါလဇနကဟာပြည်သူတွေကြားမှာနာမည်ကြီးလာတယ်။မိမိထက်ပိုချစ်ခင်ကြတာကိုမြင်တော့အရိထဇနကမင်းဟာစိုးရင်စိတ်ဝဲလာတယ်။ညီတော်ကိုဖမ်းဆီးခိုင်းလိုက်တယ်။ပေါလဇနကကိုတော့တန်ကြိုးနဲ့ချီနှောင်ထားလိုက်တယ်။အဖြစ်မရှိပဲဖမ်းဆီးခြင်းခံရတဲ့ငါကိုတရားမျှတမှုဆိုတာဘယ်မှာလဲ။ငါဟာပြည်သူတွေအတွက်ပြင်ပန်းခဲ့တယ်။ဒီလောကမှာငါကိုဖျက်ဆီးလို့မရဘူး။ပေါလဇနကဒီလိုကြွေးကြော်လိုက်တဲ့အခါအံ့ပွဲအလျံတွေထွက်ပေါ်လာပြီးတန်ကြိုးတွေအလိုလိုပြတ်ကျကလွတ်မြောက်သွားတယ်။ဒီနောက်ပေါလဇနကဟာနေစွန်တနေရာကိုရောက်သွားပြီးနောက်လိုက်တွေစုဆောင်းကအင်အားတောင့်တင်လာတယ်။နောက်ဆုံးမှာမိထီလာပြီးကိုပြန်ချီလာတယ်။အရိထဇနကမင်းကြီးဟာကိုဝင်ဆောင်မိဖုရားဒီတာဝတီကိုခေါ်ပြီးဒီလိုမှာကြတယ်။မိဖုရားဒီစစ်ပွဲမှာငါရှုံးနိုင်မယ်ဆိုရင်မင်းမှာတားတန်လေးရှိတယ်။ဒီကလေးဟာငါတို့မျိုးရိုးရဲ့မျော်လင့်ချက်ပဲမျိုးကနေထွက်ပြေးရမယ်ကလေးကိုကဲတယ်မှာအရှင်မင်းကြီးအရှင်မပါပဲကျမဘလို့နေရမလဲဒါပေမဲ့အရှင်ရဲ့အမိန့်တော်ကိုကျမလိုက်နာပါမယ်ဒီကလေးကိုကျမစောင့်ရှောက်ပါမယ်စစ်ပွဲမှာအရိထဇနကကြာဆုံးသွားတယ်ပေါလဇနကလည်းထီနန်းကိုသိမ်းပိုက်လိုက်တယ်မိဖုရားဒီတာဝတီဟာသားတော်ကိုမြို့ပြင်ကိုခေါ်ထွက်ပြေးရတယ်မျက်နာကိုမီးသွဲနဲ့လိမ့်ပြီးစီးရဲသည့်အသွယ်နဲ့ခရီးနေတော့ကောင်းကင်မွန်းကတကြားမင်းကိုယ်တိုင်လူအိုရောင်ဆောင်ပြီးလှဲနဲ့လာကူညီတယ်ဒီလိုနဲ့ဒီတာဝရီဟာကာလခမမြို့ကိုရောက်သွားတယ်အဲ့ဒီမှာတိတ်တဗျာမနဆိုတဲ့ပုံနာကြီးကခိုလုံဝင်ပေးတယ်ဒီအမျိုးသမီးဟာငါညမလိုပါပဲဒီနေရာမှာစိတ်ချစွာနေပါဒီလိုနဲ့မိဖုရားဒီတာဝရီဟာသားတော်ကိုဖွားမြင်ခဲ့တယ်သားတော်ကိုအဘိုးဖြစ်သူရှေးမင်းကြီးရဲ့နာမည်ကိုယူပြီးမဟာဇနကလူပေးမြတ်လိုက်တယ်။မဟာဇနကလေးဟာတိတ်တဗျာမနရဲ့အိမ်မှာကြီးပြင်းလာတယ်။သူဟာထပ်နှက်တယ်တန်ဆွမ်းတယ်။ဒါပေမဲ့တငယ်ချင်းတွေနဲ့ကစားတဲ့အခါတစကွန်ကသူ့ရင်ကိုထိုးဖောက်သွားတယ်။ဟေ့မဟာဇနကမင်းကမိုးဆုံးမတာဖေဖေမရှိတဲ့ကောင်လေးမဟုတ်ဘူးငါမှဖေဖေရှိတယ်လေ။မဟာဇနကအိမ်ပြောရောက်တော့မိခင်စီပြီးသွားတယ်မျက်ရည်တွေဝဲနေတယ်။အမေငါမှဖေဖေမရှိဘူးလို့လူတွေပြောတယ်ငါဖေဖေဖဲမှာလဲငါဖေဖေဘသူလဲတားတော့တားမှဖေဖေရှိတယ်တားဖေဖေဟာမိထီလာပြေရှင်အရိထဇနကမင်းကြီးရဲ့တားတော်ပဲတားဖေဖေဟာဦးလေးပေါလာဇနကလောက်ကင်ကြံခံရတာအမေတားကိုဝင်ဆောင်နေတုန်းမှထပ်ပြီးခဲ့တာငါဖေဖေကိုတတ်တဲ့သူငါအဖေရဲ့နန်းကိုတင်ထားရသူငါပြန်ယူမယ်ငါကြိမ်ဆိုတယ်ဒီနေ့ကစလို့မဟာဇနကရဲ့စိတ်ထဲမှာတခုတည်းသောရည်မှန်းချက်ကမိမိရဲ့ဖခင်မင်းကြီးရဲ့ထီနန်းကိုပြန်လည်ရယူဖို့ပဲဖြစ်လာတယ်။အသက်16နှစ်အရွယ်မဟာဇနကဟာမိခင်စီကရွှေရွဲရတနာတွေယူပြီးစစ်တပ်ဖွဲ့ဖို့ပတ်စံရှာဖို့ဆုံးဖြတ်လိုက်တယ်။အမေကျွန်တော်သူဝနဘူမီကိုသွားပါမယ်။ကုံတွေရောင်းဝယ်ပြီးစစ်တပ်ဖွဲ့ဖို့ဗနာငွေရှာပါမယ်။တနေ့ကျရင်ကျွန်တော်ပြန်လာပါမယ်။ဒါတော့တတိထားပါမေတ္တာတရားကိုမမေ့ပါမယ်ဇွဲရှိပါလို့သူ့ရဲ့မိခင်ကမဟာဇနကဟာကုံတဲ့တင်ပေါ်နဲ့သူ့ဝနဘူမီကိုထွက်ခွာလာလေပလက်ခီမှာရက်အနေငယ်ကြားတဲ့အခါမိုးဟုံးကင်ဟာရုတ်တရက်မဲမောင်သွားတယ်မုန်တိုင်းကြီးမိုးကြိုးတွေတင်းခန့်စွာရွာသွန်းလာတယ်တင်မောသားတွေကကြောက်လန့်တကြားမုန်တိုင်းကြီးပါတင်မောကွဲတော့မယ်ကေပါဖျားအော်ညီကြတယ်လိုင်းတွေဟာတင်မောကိုချိုးဖြတ်ပစ်လိုက်တယ်လူတွေရေထဲပြုတ်ကြကုန်တယ်ငားမိချောင်းတွေငားမဲနေဝိုင်းအောင်လာတယ်အော်ဟစ်တန်တွေငိုကြွေးတန်တွေနဲ့ပင်လယ်ပြင်ဟာတင်မင်းရဲ့ပြီးမှန်ဖြစ်သွားတယ်ဒါပေမဲ့မဟာဇနကတော့တတိမပြတ်ဘူးတင်မောတိုင်ကြီးကိုဖတ်ထားပြီးမျောပါနေတယ်ဇနကမင်းသားကငါဒီလိုပဲတည်ရမယ်ဆိုရင်တော့စူးစမ်းကြည့်မယ်လက်မလျှော့ဘူး1ရက်2ရက်3ရက်5ရက်6ရက်9ရက်တိမဟာဇနကဟာအစာမစားပဲအိတ်ဆက်မှုမရှိပဲတင်မောတိုင်ကြီးကိုဖတ်ထားပြီးပင်လယ်လဲမှာမျောပါနေတယ်ခန္ဓာကိုယ်ကမောပန်းနွမ်းတယ်လို့နောက်ဆုံးမှာမျက်လုံးတွေမှိန်လာတယ်ဒီအချိန်မှာကုန်းကင်ဘုံကပင်လယ်ကိုစောင်းလျှောက်တဲ့နတ်သမီးမဏိမေခလာဆင်းသက်လာတယ်အိုလူသားဒီကနေ့ကမ်းခြေတနေရာရဲ့အရေးတောင်မမြင်ရဘူးဘလောက်ပဲယုံကန်ကမ်းရောက်နိုင်တော့ဘူးဘာဖို့လို့ဆက်ပြီးယုံကန်နေရတာလဲမဟာဇနက
အားနည်းနေပြီမဲ့ခိုင်မာတဲ့အတန်နတ်သမီးငါဟာစူးစမ်းကြည့်ဖို့ပြက်ကွက်လို့တေရတာထက်စူးစမ်းပြီးမှတေရတာပိုကောင်းတယ်လို့ယူဆတယ်စူးစမ်းမှုကိုရက်လိုက်တာဟာတေချင်းကိုလက်ခံလိုက်တာပဲငါရဲ့ရီမန်းချက်ကိုမပြီးခင်လက်မလျှော့ဘူးမနီမေခလာကကောက်လိုက်တဲ့စကားလူသားတင်းဤဇွဲလုံလာကိုငါအံ့ဩမိပါတယ်ဒီလိုတသက်ရှိတဲ့သူကိုငါကူညီမယ်မနီမေခလာနဲ့သမီးဟာမဟာဇနကကိုခြိပိုးပြီးကောင်းကင်ခရီးနဲ့မိထီလာပြီးဥယျင်တော်တဲကကြောက်ဖြာပေါ်မှာတွားတင်လိုက်တယ်စက်ကြောင်းပြောတယ်ဒီတစ်ချိန်တည်းမှာပဲမိထီလာပြီးမှပေါ်လက်စနကမင်းနဲ့ရွာဆန်သွားတယ်တားတော်မရှိတော့ဝင်ကြီးတွေကရှေးအစင်လာတိုင်းမင်းမြင်းယထာကိုလွတ်ပြီးဘရင်ရှာဖွေတယ်ညင်းယထာဟာဥယျင်တော်ထဲမှာအိတ်နေတဲ့မဟာဇနကနဲ့ရောက်ပြီးရပ်သွားတယ်ဝင်ကြီးကရိုသေစွာနဲ့အရှင်မင်းကြီးနိုးပါထတော်မူပါအရှင်မင်းကြီးဟာငါတို့ရဲ့ရွေးချယ်ခံဘရင်ဖြစ်ပါတယ်မဟာဇနကအဲ့ရကနိုးလာတော့မယုံကြည်နိုင်တဲ့အတန်ထင်းငါလားဘရင်လားငါအဖေအရိဒဇနကရဲ့နန်းကိုငါပြန်ရပြီလားဝင်ကြီးကအရှင်မင်းကြီးမှန်ပါတယ်အရှင်ဟာငါတို့ရဲ့မင်းတရားပါမဟာဇနကဟာမဟာဇနကဘွားနဲ့ထီးနန်းကိုစိုးစံတော်မူတယ်မိခင်ဒေတာဝတီနဲ့ကူညီခဲ့တဲ့တိတ်တဗြဟ္မဏကိုလည်းပိန့်ဆောင်ပြီးဂုဏ်ပြုတယ်ဒီလိုနဲ့နန်းဆိုင်တော်မူတဲ့အခါပေါ်လဇနကမင်းရဲ့သားတော်တိဝလီကိုတွေ့တယ်တိဝလီဟာအလွန်ထက်မြက်တဲ့မင်းသမီးလေးဖြစ်တယ်တိဝလီကရဲရင်ပြီးရင်ကျေးစွာနဲ့မင်းကြီးကျမကိုဘာဖို့လို့လစ်လူရှုတာလဲကျမဟာအရှင်မင်းကြီးရဲ့ရန်သူရဲ့သားတော်ပဲဖြစ်ပါစေကျမရဲ့ဉာဏ်ပညာနဲ့သစ္စာကိုယုံကြည်ပါမဟာဇနကမင်းသမီးမင်းရဲ့ရဲရင်မှုကိုငါသဘောကျတယ်ငေါ့ငါပြီးမှရှိပါလို့ပြောလိုက်တယ်ဒီလိုနဲ့ပညာရှိမင်းသမီးတိဝလီနဲ့လက်ဆက်ပြီးပြည်ကိုအတူအုပ်ချုပ်တယ်ဒီနေ့တော့မဟာဇနကမင်းကြီးဥယျင်တော်ကိုကြွသွားတယ်ဥယျင်တော်တကားနာမှာတရက်ပင်နှစ်ပင်ရှိတယ်တပင်ကအသီးတွေတီးနေတယ်ကြံတပင်ကအသီးမတီးဘူးမင်းကြီးကအသီးတီးလက်ပင်ကနေတရက်တစ်လုံးခူးစားတယ်ချုံမြေလုံးလို့ပြန်လာတဲ့အခါထပ်ခူးမယ်လို့စိတ်ထဲမှတ်ထားတယ်ဒါပေမဲ့ညနေမှပြန်လာတဲ့အခါအဲ့ဒီတရက်ပင်ဟာအရွက်တွေခြေမွခံပြီးအကိုင်းတွေကျိုးပြက်နေတယ်အသီးမတီးလက်ပင်ကတော့အကိုင်းသားစိမ့်လဲနေတယ်မဟာဇနကဟာအန်ဩစွာနဲ့ဒါပါလို့လေငါ့ကိုရှင်းပြပါဥယျာဉ်မူကကြောက်ရွံ့စွာနဲ့အရှင်မင်းကြီးခူးစားတာကိုမြင်တော့လူတွေအားလုံးဒီပင်ကိုပိုင်းဖြတ်သွားကြတာပါအတီးကိုလူကျင်လို့ပါမဟာဇနကသွေးတောဆင်ကျင်ပြီးတော့ဒီလောကကြီးဟာအတီးတီးတဲ့ပင်လိုပဲမိမိရဲ့ပစ္စည်းဥစ္စာကိုမြင်တဲ့အခါလူတွေကဖျက်ဆီးကြတယ်ဒါပေမဲ့ဘာမှမရှိတဲ့ပင်တော့အေးချမ်းတယ်ဒီနေ့ကစပြီးမဟာဇနကမင်းကြီးရဲ့စိတ်ဟာလောကီစည်းစိမ်ကိုညှင်းငွေလာတယ်လူတွေရဲ့လောဘဒေါသမောဟတွေကိုမြင်ပြီးတောထွက်ဖို့ဆုံးဖြတ်လိုက်တယ်မဟာဇနကမင်းကြီးတောထွက်တော်မီဆိုတဲ့တဲ့င်းဟာနန်းတွင်အနှံ့ပြန့်နှံ့သွားတယ်မိဖုရားတိဝလီအပါဝင်မိသားစုဝင်တွေဝင်ကြီးတွေစစ်သူကြီးတွေအားလုံးဝိုင်းတားမြကြတယ်ဝင်ကြီးတွေကအရှင်မင်းကြီးပြည်သူတွေကိုဆုံးဖြတ်တော်မမူပါနဲ့အရှင်မရှိရင်ပြည်ကြီးပျက်စီးပါလိမ့်မယ်တိဝလီကလည်းကရုဏာနဲ့တောင်းတကားမင်းကြီးကျမကိုရောကျမတို့ရဲ့သားတော်ကိုရောဆုံးဖြတ်တော်မလားမဟာဇနကခိုင်မာညင်သားစွာနဲ့မိဖုရားငါဟာလောကီစည်းစိမ်ရဲ့အဆုံးမဲတဲ့လိုရင်စန္ဒတွေကိုမြင်လိုက်ရပြီးငြိမ်းချမ်းခြင်းကိုရှာဖွေခြင်းတယ်လို့ပြောလိုက်တယ်ပြသူစကားကိုမှနားမထောင်မဲ့မဟာဇနကမင်းကြီးဟာစတော်ဖက်လဟန်အိုဝစန်ဒီတောထွက်တော်တယ်ဒါပေမဲ့မိဖုရားတိဝလီဟာနောက်ကလိုက်သွားတယ်မင်းကြီးသွားသမျှနောက်ကလိုက်နေတယ်တနေ့2ရက်3ရက်တပတ်2ပတ်တိဝလီဟာယမနာလိုက်နေတယ်နောက်ဆုံးတစ်နေ့မှာလမ်းဘေးမှာမြက်ခင်းတစ်ခုကိုမြင်တယ်မဟာဇနကမိဖုရားဒီမြက်နှစ်တန်ကိုကြည်ပါဒီမြက်နှစ်တန်ကိုဆက်လို့မရတော့ဘူးလေငါလိုလဲဒီလိုပဲပြန်ဆောင်ဖို့မခိတော့ဘူးတိဝလီကကြေကွဲငိုကြွေးစွာနဲ့အိုးမင်းကြီးဆိုပြီးလို့တိဝလီလဲကြသွားတယ်မဟာဇနကဒီအခွင့်ကိုယူပြီးဟီမာဝန္ဒတော်တဲ့ဝင်သွားတယ်တိဝလီဟာပြန်လာပြီးသားတော်ကိုနန်းတင်တယ်ပြည်သူလေးကိုအုပ်ချုပ်ဖို့စီစဉ်ပေးပြီးတဲ့နောက်ကိုတော်တိုင်းတောထွက်ခဲ့တယ်
နောက်ဆုံးမှာပြမပီကိုရောက်ရှိသွားခဲ့ပါတယ်။ဇက်တော်ကတော့ဒီလောက်နဲ့ပဲညီကုန်းချုပ်ပါတယ်။ဒီဇက်တော်ဟာဗုဒ္ဓအလောင်းတော်ရဲ့ဇွဲပါရမီကိုဖြည့်ကျင့်တော်မူတဲ့အကြောင်းပါ။မဟာဇနကဟာပင်လေတဲ့ခဏညက်တီတီရေငန်းအစာငန်းမောပန်းချင်းတွေကြားမှာလက်မလျှော့ပဲဇွဲရှိခဲ့တယ်။အဲ့ဒီဇွဲဟာနောင်တခိန်ဖရာအဖြစ်ကိုရရှိဖို့အတွက်အရေးပါတဲ့ပါရမီတစ်ခုဖြစ်တယ်။ဒီပုံပြင်ကိုအိန္ဒိယနိုင်ငံအကျဉ်းသားကိုဖျားเจ้าနိုင်ငံစည်းရေးပိုင်းကြီးမှာလည်းရေးဆွဲထားပြီးထိုင်းနိုင်ငံမှာဘရင်ဘူမိဗလာအတူလီယာဒေဆက်ကိုယ်တိုင်ပြန်လည်ပုံဖော်ခဲ့ပါတယ်။စူးစမ်းကြည့်ဖို့ပြက်ကွက်လို့တေးရတာတဲ့စူးစမ်းပြီးတေးရတာပိုကောင်းတယ်ဆိုတဲ့မဟာဇနကရေစကားဟာဒီနေ့ခေတ်အထိလူတိုင်းရဲ့စိတ်နှလုံးသားထဲမှာထင်ဟပ်နေဆဲမှာအားလုံးပဲနားထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်လေးကိုကြိုက်ရင် like and share လုပ်ပေးကြပါ